ပြောစရာလေးရှိလို့ပေါ့နော်အမြဲတမ်းမဲ့လေးဘာပဲဖြစ်နေဖတီမာဘာလို့လဲဆိုတော့ဟိုးကြီးအောက်ချီရနေလာတာဒီပေါ့နော်လူတိုင်းလည်းသိပါတယ်ကိုကိုချစ်လို့ခင်လို့ဆိုပြီးဥဝိန်တရားမှာအချင်းမောင်းနေပြီးဘာပဲဖြစ်အမြဲအားပေးကြလို့မို့ဒီချိန်နေဒီဖြစ်လာတာပေါ့နော်အဲ့ဒါကိုကဘယ်တော့နေနော်ကိုထမင်းရှင်နေလို့ပဲသဘောထားတယ်ကိုရှိမှလာဝဲအားပေးတဲ့လူမှန်တဲ့မြမြဲတမ်းကိုကလေကိုရှိရရှိတဲ့သူလည်းပြောတယ်ဒါငါတို့ရဲ့ထမင်းရှင်နေနော်ငါတို့လာအားပေးပြီးချစ်လို့ခင်လို့အိမ်ထိလည်းလာအားပေးသူဥပိန်တရားမှာလည်းအချင်းမောင်းတကူးတကလည်းလာအားပေးကြတာငါတို့ရဲ့ထမင်းရှင်နေပါဘသူဘာပြောဘာမှပြန်မပြောပါနဲ့ဘသူဘာပြောဘာမှပြန်မပြောနဲ့ပေါ့နော်ကိုရဲ့ထမင်းရှင်တွေကိုအမြဲတမ်းပဲကိုလေးစားရမယ်အမြဲတမ်းပဲပေါ့နော်ကိုစကားပြောမှမားပါရင်တော့ခွင့်လို့ပေါ့နော်ဒါဖတီမာအမြဲတမ်းပဲကိုချစ်တဲ့ထမင်းရှင်တွေကိုချစ်ကိုထမင်းရှင်တွေဆိုအမြဲတမ်းပဲလေးစားပါတယ်အမြဲတမ်းပဲဥထိတ်ထားပါတယ်ပေါ့နော်တချို့ຢာတွေကြရင်လေဖတီမာလေအမြဲတမ်းလည်းသိခံပါတယ်ကိုဘက်ကလေးမတောင်းမှန်တယ်ပေါ့နော်ခုလည်းဒီလိုဖြစ်တာလည်းတောင်းမှန်ပါတယ်မနေ့ကဒီညမလေးပေါ့နော်ဒါကိုလာကိုစိတ်ပူလို့လာပို့ကြတဲ့အကိုတွေပေါ့နော်ဒီညမလေးဥပိန်ကဖတီမာတန်တရတိတုတ်ပေးတဲ့မျက်နှာနဲ့လေတန်းအတင်းမလို့နေတဲ့ဘာတွေမှန်တက်နေလဲမသိဘူးတဲ့ဒဲရိုက်ပြီးပြောမလို့တဲ့ဒီညမလေးကိုလည်းတောင်းမှန်မယ်နော်တောင်းမှန်ပါလေဒါပေမဲ့ဒီဟိုမေးကြည့်လိုက်တယ်ပေါ့နော်ဒါကိုယ့်ရဲ့ထမင်းရှင်တွေကိုနင်တို့ဘာလို့အများတန်းပြုံးနေရမယ်ဖြစ်စေချင်တဲ့ဆန္ဒကိုလုပ်ပြရမယ်ဆိုတော့ကိုကပြောတယ်ပေါ့နော်ကိုယ့်ရဲ့ညီမဝန်ထမ်းတွေကိုပြောတဲ့ခါမှာအမကတမယာသီးနဲ့တရသီးတော့ကိုတွဲရဲ့နှစ်ထောင်မိုးဝယ်တာအမဒီမကိုမမိတယ်။ तू ကတမယာသီးနဲ့တရသီးနဲ့တွဲရဲ့နှစ်ထောင်မိုးဝယ်တာဟိုဖတိမရှိရညီမတွေကိုမှာထားတာကြတော့တရသီးကတားစေးကြီးရဲ့အတွက်မို့3000ပို့ဆိုတင်း3000ပို့ရောင်းပေးပေါ့နော်3000တပွဲကို3000နဲ့ဆုံးရောင်းပေးတကယ်တမ်းတော့9000ပို့ရောင်းမှကြိုက်တာပါတရသီးရပေါ့နော်ဒါပေမဲ့တရသီးတိတ်ကို3သိန်းကျော်တဲ့အတွက်မို့တရသီးနဲ့တန်မြသီးနဲ့ရောရက်ကပဲလိုမကို2000ပို့ရောင်းလို့မဖြစ်တဲ့အတွက်မို့သူတို့ကလည်းပြောပါတယ်ပေါ့နော်အဲ့အမလည်းသိပါတယ်ပေါ့နော်ဒီမှာလည်းသိပါတယ်ဒါအရင်တော့အဲ့လိုတွေမဖြည့်ရှင်းမှုကိုယ့်ဘက်ကပဲတောင်းမှန်တယ်ဒါလည်းတောင်းမှန်တာပေါ့နော်ညီမလေးရေတောင်းမှန်ပါတယ်နော်အမတို့ဘက်ကပေါ့ဒါညီမလေးကဟိုဖတိမဆိုပြီးချစ်ပြီးတော့လာအားပေးတာဘလို့နေတယ်အမတို့ရဲ့ထမင်းရှင်လေးကြီးပဲနော်တူအကုန်လုံးကထမင်းရှင်လေးကြီးပဲအမတို့ရဲ့ကျေးဇူးရှင်လေးကြီးပါပဲတောင်းမှန်ပါတယ်ဒါပေမဲ့သူတို့အနေနဲ့လေအမတို့ဘက်ကဝန်ထမ်းတွေအနေနဲ့ကြတော့အမတို့ဘက်ကညီမတွေအနေနဲ့ကြတော့ဘလို့မှရောင်းလို့အဆင်မပြေဘူးမှာထားရတယ်သူလုတ်ပေးတဲ့တမှုပေါ့နော်တောင်းမှန်ပါတယ်ညီမကြီးတမယာသီးတပွဲတမယာအမရေတရသီးနဲ့တမယာသီးရောရဲ့2000မိုးတော့မရဘူးအမတို့ဘက်ကညီမတွေကပြောတယ်တမယာသီးတုတ်လေးကြီးပဲ2000မိုးဝယ်သွားပါလား2000မိုးထည့်ပေးလိုက်မယ်ပေါ့နော်သူက2000မိုးဝယ်တယ်တကယ်တပွဲကို3000ရောင်းတာပါ2000မိုးထည့်ပေးလိုက်မယ်လို့ပြောပါတယ်အဲ့အမမရပါဘူးမရဘူးပေါ့နော်တရသီးတိတ်ကိုတားစေကြီးပါတယ်အဲ့ဒါမရတဲ့အတွက်ဒီညီမလေးဒီလိုတင်လိုက်ရခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်အမတို့ဘက်ကတောင်းမှန်ပါတယ်နောက်ခါအမတို့တက်နိုင်တယ်ရောင်းလို့ရအောင်လုပ်ပေးပါမယ်ရှင်ဘလို့မှရောင်းလို့အဆင်မပြေတဲ့